အာကုသူဝင်တယ်ပါဠိအာကုတလအနေဗမာမှုပြုမွေးသားထားတဲ့ဒီစကားလုံးလေးကိုအဘိဓမ္မာတော့မကောင်းမှုလို့ပြန်ဆိုပါတယ်ဒီမှာစိတ်ဝင်စားစရာမကောင်းသောအကျိုးရလာလို့တက်ရောက်လာတဲ့အရာကိုဆိုတာမဟုတ်ပဲမကောင်းမှုရဲ့လို့လှုပ်ဆောင်မှုချင်းရာကိုတိတိကျကျဖော်ညွှန်းထားတာသတိချဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများအားဖြင့်အာကုသူဝင်တယ်လို့သုံးလို့ရမှာပြုမှုလှုပ်ဆောင်ခြင်းသဘောတည်းအကျိုးတက်ရောက်မှုဖြစ်ပေါ်လာခြင်းမှာဒီစကားကိုသုံးတာမို့ပါထပ်ဆင့်ရှင်းပြရစေကိုကမကောင်းမှုတစ်ခုကိုပြုမိပြောမိလုံးမိတယ်ဆိုတော့ထိုပြုစေပြောစေခိုက်ဟာအာကုသူစဝင်နေပြီလို့ဆိုရမှာပါဒါပေမဲ့ကျွန်တော်တို့မသိဘူးတတိမထမိဘူးကိုပြုလုပ်ခဲ့တဲ့မကောင်းမှုတို့ဘူးပေါ်တယ်လို့ပေါ်ပြီးအကျိုးသက်ရောက်မှုရှိလာခြင်းမှာအာကုသူကြိုးစိုးဝင်မှာပကောရဲ့လို့ဖြစ်ကြတာဆိုပါတော့လုပ်ငန်းခွင်မှာမကျေနပ်မှုတစုံတရာကြောင့်ဖောက်တယ်ကိုအည်သွေးပြည့်စီမံပေးမှုမရှိပဲတမင်ပညာပြလိုက်တယ်ပေါ့ဒါဟုအာကုသူဆိုတဲ့မကောင်းစိတ်ဝင်လို့ပြုမိခြင်းမျိုးလို့ရုတ်တရက်မမြင်ကြဘူးမို့လားအဲ့ဒီခိုက်တော့ကိုမှန်တယ်လှုပ်တင်တယ်လို့ယူဆကောင်းယူဆမိမယ်ပေါ့ဒီလိုနဲ့တစတယောက်စနှစ်ယောက်စာနေဖောက်ပေကျေးပါသွားအလုတ်ပါလာချိန်မှာငါမှအာကုသူဝင်နေတဲ့ထဲမှာလုပ်ငန်းကိုင်ငံတဲအဆင်မပြေခြင်းမှုရဲ့လို့သတိပြုမိစားဖြစ်လာတယ်ဒီလိုအကျိုးရလအကောင်ကြီးရှင်းရှင်းလင်းလင်းပြတာတော့အရိတ်ကလေးမှန်မှန်ကန်ကန်မြင်တတ်ရင်တော့ရဲ့ကိုရှိရပြုခဲ့ဘူးတဲ့မကောင်းတဲ့ပြုမှုလှုပ်ဆောင်မှုအာကုသူကြောင့်လို့ဆင်ញင်သုံးသပ်နိုင်ရင်တော့ရဲ့တတိကပြုပြင်မယ်ဆိုရင်မှားပြီးတာတွေမပြင်ဆင်နိုင်သည့်တိုင်နောင်လားတို့အမှားမျိုးမပြုမိအောင်နေပါသွားအောင်ဆင်ញင်နိုင်တာမို့နောင်ကောင်းမှုရာဖြစ်နိုင်ကောင်းရဲ့ဒီလိုမှမဟုတ်ပဲဘယ်သူကတိုက်လို့ဘယ်သူကခိုက်လို့ဘယ်သူကအပုတ်ချလို့ဘယ်သူကတက်ရှူလို့ဘယ်သူကကြော်လို့ခွာလို့စတဲ့ဗိဓာအကြောင်းအရာတွေဒီလက်ညှိုးလိုက်ထိုးနေမယ်ဆိုရင်တော့အနာတခြားစီးတလဲနဲ့ကြတနာရဲ့မူလစင်းမြစ်ကိုမသိတာမို့အရှိတဖြင့်ဆုပ်ယုပ်သွားဖို့သာရှိတယ်မဟုတ်လားလူမှုရေးပြဿနာတွေမှာလည်းထုံနေလကောင်းပေါ့တရင်ကစိတ်တာယာတိမ်မှုဝယ်တွေတောင်းလိုက်လို့ဖောက်လွဲဖောက်ပြန်ကြံစီစိတ်ကူးပြီးပြုမိလုံးမိပြောမိသည်ဆိုတော့ဒီခိုက်မှာငါမကောင်းမှုပြုမိပြီးအကုသိုလ်ဝင်ပြီလို့စင်ញင်နိုင်ခဲ့တည်နိုင်ခဲ့ပါတယ်ဆန္ဒရာဂအိတ်တာမစ္စရိယဖုံနေတော့စိတ်လူလေရကြည်ကြည်နက်နက်ကြီးကိုပြုမိနေတတ်တာပါပဲမပေါ်သမျှအထိလေခုံမင်းထပ်ဖန်တလဲလဲပြုမိနေပြန်ရောထိုကိစ္စဖုံးမနိုင်ဖိမိယပြင်ပလူတွေတည်သွားချိန်မှာငါအကုသိုလ်ဝင်မှာပေါ်ရဲ့လို့ပူဝင်ကြောင်းကြစိတ်တော့ကရောက်ကြရတာမဟုတ်လားကိုတော့မလေးစားနိုင်တော့ပဲအရှက်ရခြင်းမျိုးတွေဖြစ်ရတာမဟုတ်လားအာကုသူကိုပြုစဲဝင်စဲခိုင်ပါပဲကာစီးနိုင်ကြစေဖို့ဆန္ဒပြုပါတယ်အရေးတော်ပုံအောင်တော်မီဆေအာနာရှင်မုတ်ချအဆုံးသတ်တော်မီ